အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ပကံတန်ကြား channel လေးကနေပြီးတော့ပြန်လဲကြိုးစားပါရခင်ဗျာဒီကနေ့စလီငခွေဆိုတဲ့ကျွန်တော်တို့ပကံမှာဘင်းဖြစ်တဲ့အကြောင်းလေးကိုကျွန်တော်တင်ဆက်ပေးမှာဖြစ်ပါတယ်ပကံမှာသိန်းခုံမင်းတို့ညီကိုနှစ်ယောက်နန်းလူရကနေညီဖြစ်သူရှုံးတဲ့အခါကျတော့စလီရက်သူထွက်ပြေးတေးဆောင်ရတယ်ထိုရက်မှာမွေးတာကြောင့်စလီငခွေလို့အမည်တွင်တယ်မိခင်ကငါသားလေးတို့အမျိုးကမင်းမျိုးမင်းတွေဒါပေမဲ့တို့မှာတော့တောင်ရမဲမဲစားရမဲမဲဖြစ်နေတာဆင်းရဲလာတယ်ငခွေမိဘမြတ်မှာဆင်းရဲတာကြောင့်ငခွေကိုတကြွတယောက်ထံကိုရောင်းစားလိုက်ရတာပေါ့ငခွေမှာအဲ့ဒါဆိုရင်18နှစ်အရွယ်တို့ပင်ရောက်ရှိနေပြီငခွေကဆင်းရဲတော်လဲတက်ရှင်တက်ရစွာနေတတ်တယ်အဝတ်ကောင်းအစားကောင်းကိုမက်တယ်တနေ့ကိုခေါင်း3ခါလောက်ထိတာပေါ့တကြဲလင်းမြတ်ကဒါကိုမြင်တဲ့ခါကျတော့အောင်မယ်ကျွန်းတကောင်ကကျွန်းလို့မနေဘူးဟုတ်ပါတော့မောင်ကြီးကျွန်းကကျွန်းလို့မနေဘူးကြာခဲ့တက်ခကိုပြန်ကြိုက်မဲ့ခွေးဝဲစားဖြစ်လိမ့်မယ်တည်းမောင်တော်ကြီးတကြဲလင်းမြတ်ကနေမုံထမကိုမကြိုက်ဒါကြောင့်ပင်ပန်းဆင်းရလာတဲ့လှေထိုးသားအလုပ်ကိုထည့်ပေးလိုက်တာပေါ့ဒါပေမဲ့တနေ့ကျတော့ငါခွေးတယောက်ချက်တိုင်မကိုတက်ပြီးဦးရီထွက်ပကံမြို့ကိုပြည့်ရတယ်လို့အိမ်မက်ကမက်တယ်ငါအိမ်မက်ကထူးဆန်းလာကြီးလားလေထိုးဝါတို့မနဲ့ရောက်တော့ရွှေလင်းပန်းတစ်ချက်တော့သူပါလာတာပေါ့ငါအိမ်မက်တော့ဒီယာလိနဲ့ငါကြက်ကြင်မခံနိုင်ဘူးမနောလင်မလည်းရွှေလင်းပန်းကြီးကိုနှော့ပလိုက်တယ်ဗျာရေထဲကိုပကံတို့ရောက်ကြည့်ပကံကိုရောက်ချင်းမဲ့ပရောရဲ့အိမ်ကိုသွားတာပေါ့ပရောကမရှိဘူးဇနီးပုံနာမကြီးကတွေ့တယ်ပုံနာမကြီးကအိမ်မက်မကဖုံးကြည့်မယ်တက်ရှိမယ်ပရောကြီးပြန်ရောက်တဲ့အခါမှာတော့ဘေးရင်ဘယ်သူလာမေးသေးလဲလို့မေးတဲ့အခါမှာတော့မရလို့သူကငခွေးလာသွားကြောင်းသူဟောလိုက်ကြောင်းပြောတာပေါ့ပရောကြီးကဘာမပြောညာမပရုံးမကြီးရဲ့သပင်ကိုချက်ချင်းဖြတ်အောက်သို့ပစ်ချလိုက်တဲ့အခါမှာတော့ဇရုပ်ကိုမိုးကြိုးပစ်ချလိုက်တာပေါ့ပုံနာကြီးကငခွေးကိုရှစ်ပြမဲ့ကကြမ္မာကိုတိတာကြောင့်မတွေ့အောင်လိုက်ရှာတယ်ဟောတွေ့တဲ့အခါကျတော့တင်းဟာဘယ်အမျိုးနယ်ကပါလဲကျွန်တော်ကအမိကတော့ပကံမင်းမျိုးမင်းနယ်ကတော့ပြောပါတယ်ဖြစ်နိုင်တယ်ဒီအိမ်မက်ကတနေ့နေ့တစ်ချိန်ချိန်မှာပကံမှာမင်းဖြစ်ရလိမ့်မယ်မင်းဖြစ်တဲ့ခါကျရင်ကျုပ်ကမမိပါနဲ့အဲ့တော့ဒီကနေ့ကစားပြီးဥပုပ်တရင်တိလာစောက်ဒီပါငါကဘကံတန်တဲ့မင်းစိုးတန်ချိန်ဆိုတဲ့ခါကျတော့ပကံမင်းတန်ဝင်ရောက်ခါစားတာပေါ့တင်းကမြင့်တဲ့ကုန်းမှာတောင်းဝင်ပေးမယ်မြင်းတွေကိုထိမ့်သိမ်းဆောက်ရှောက်ရမယ်ငါခွေးကမြင်းတွေကိုထိမ့်သိမ်းဆောက်ရှောက်တဲ့အလုပ်ကြီးရသွားတာပေါ့ငါခွေးကနန်းတွင်မိမငယ်တယောက်နဲ့ပေါင်းပြီးတော့တန်းတဲ့မျိုးလုံးကြံမှုကြံစည်တော့တယ်နင်းကဘိန်ကြီးကိုတွေးဆောင်ဖျောင်းခဲ့ပြီးရင်ဟောဒီမြင်းတင်းကိုရှိတဲ့နောက်ခေါ်လာခဲ့ဟဲ့ငါခွေးနင်းကဘာလို့မလို့တော့ဟာဘိန်ကိုတက်ပြီးတက်မှာပေါ့ဟာငါဘိန်တင်းကိုမြည်ပြမြောင်မယ် I accept this honor my king အဲ့ဒီလိုငါခွေးကဘိန်ဖြစ်လာတာပေါ့ငါခွေးကဘိန်ဖြစ်လာတာနဲ့အမျှရက်စက်တယ်ကြမ်းကြုတ်တယ်အဲ့ဒီတကြဲလင်များခုကငါကိုနှိမ့်ဆက်တာတဲ့တကြဲလင်များ Mercy, great ကောင်း king. ပြပတ်လို We က်ကွာ beg for your mercy. Prove သူ your တိုင်းနဲ့ထည့် loyalty. တယ်မဲ့ခါဆိုလို့ရှိရင်လည်းပဲရှိကနေပြီးတော့ march with me to လမ်းနေ victory. ပိနေကဲကွာအဲ့ကောင်နဲ့အကုန်လုံးကန်နဲ့ကန်ချဒါနဲ့ခုတန်းလန်းနဲ့ထိုးပလောက်ပတ်လိုက်ကွာနောက်ဆုံးတော့မင်းစုမင်းကြီးစလင်ငခွေးကိုရဲစက်မှုတန်ကိုမခံနိုင်တော့ဘူးပေါ့မုံမတ်တို့စစ်သူကြီးတို့စင်ဦးသူတို့ပေါင်းပြီးစလင်ငခွေးကိုပတ်တော့တယ်စင်ဦးစီးကငခွေးထိုင်းနေတဲ့ထိုင်းကိုအောက်ကကြိုးကိုဖြတ်ချလိုက်တယ်ဟေးငခွေးပြီးရဲပြုတ်ကြသွားပြီဟေးလာကြဟေးသူကုန်းမကုန်းမနဲ့ဂိမ်းနဲ့ပြစ်ကြငခွေးတယောက်ဂုံးပေါ်ကဂရိနဲ့ပြစ်တဲ့တန်းရှုံနေတဲ့အောက်မှာတဖြည်းဖြည်းနစ်မြုပ်ပြီးတော့ဘွားကိုစသိမ်းသွားရတယ်အေးစလင်ငခွေးကကန်တရားကြောင့်မင်းဖြစ်တော်ညာလည်းပဲမင်းကျင်တရားနဲ့မညီပြည်သူတွေကိုညီညီကြတက်တက်ကြကြနဲ့ပူပေါင်းပြီးတော့မုံမတ်စစ်သူကြီးများကနန်းဖြုတ်ချကြတာကိုထင်ရှားတာတွေ့မြင်ရတယ်ပကံရာဇဝင်များကိုဆက်လက်တင်ဆက်ပြီးမှဖြစ်လို့ကျွန်တော်ရဲ့ပကံတန်ကြား YouTube channel လေးကိုလည်းပဲ like and subscribe လေးပေးခဲ့ကြပါဦးဗျာ
ကျေးဇူးအများကြီးတင်ပါတယ်ဗျာ